สวัสดีค่ะวันที่24พฤศจิกายนนี้นะคะอาคมเจริญเนี่ยของเราเปิดสาขาใหม่เพื่อชาวพม่าโดยเฉพาะเลยค่ะเรามีแถมเครื่องใช้ไฟฟ้ามากมายเลยนะคะสนใจมาเจอกันได้วันที่24พฤศจิกายนนี้ค่ะสวัสดีจ้าชลบุรีမှာနေထိုင်ကြတဲ့မြန်မာလူမျိုးများနားထောင်ပေးကြပါ Honda ဆိုင်ကယ်ဝယ်ယူလို့တဲ့မြန်မာညီကိုမောင်နှမများအတွက်အထူးတည်တံ့ဆိုင်အတစ်တစ်ခုကိုအာခုံကျလန်ယုံကဖွင့်လှစ်လိုက်ပါပြီ24ရက်17လပိုင်း2025မှာဆိုင်အတစ်ဖွင့်ပွဲအခမ်းအနားအနေနဲ့မိဖို့ချောင်းတုံးလက်စစ်ပစ္စည်းလက်ဆောင်ပေးသွားမည်ဖြစ်တဲ့အခမ်းမဲ့ဆိုင်ကယ်မှပုံတင်ပေးခြင်းနဲ့ရင်ပြအမခံပေးခြင်းတို့ရှိသည်မြန်မာလူမျိုးများအတွက်ဆိုင်ကယ်ကိုလွယ်ကူစွာထုတ်ယူနိုင်၍အမခံလိုမလို့ပန်းရောင်ကတ်တမဟုတ် passport ဝတ်ပါမစ်လေးရှိုံနဲ့ထုတ်နိုင်ပါပြီweb click pc စားတို့အယောင်မျိုးစုံနဲ့ model မျိုးစုံစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်အခုံကျလင်ရောဆိုင်တစ်တွင် promotion လက်ကောင်းလက်ဆောင်ပစ္စည်းများ၍ဆိုင်ကယ်ထုတ်ရလွယ်ကူအောင်ဝန်ဆောင်မှုများဆောင်ရွက်ထားသည်စိတ်ဝင်စားမယ်ဆိုရင်အခုပဲ3996 46ခွန်3595ဆက်သွယ်လိုက်ပါ promotion မကုန်ခင်မြန်လာအားပေးကြနော်မျိုးတို့